ဒီလိုမျိုးအနည်းဝေးကစားပြီးဆွဲဆောင်တဲ့နီးပြူဟာကလူပြိုပေါက်လေးတွေရဲ့စိတ်ကိုအလွယ်တကူကြောက်ကြရဖြစ်စေနိုင်တာအမှန်ပါပဲဒါပေမဲ့ကန်ဆိုးတာကတော့သူတွက်ချက်မှုတစ်ခုမှားသွားခဲ့တယ်ကျွန်တော်ရဲ့မျက်လုံးကသာကန်းနေတာပါစိတ်ကတော့လုံးဝမကန်းပါဘူးကျွန်တော်ကတော့ဘာမှမသိတာတဲ့အမူအရာနဲ့နောက်ကိုတလန့်ခွဲလောက်ဆုပ်လိုက်ပြီးစိတ်ထဲမှာတော့တေးသေးချာချာတုံးတက်နေမိတယ်အစပိုင်းမှာလာပြီးရောနှောလုပ်တယ်ပြီးတော့မှတိတ်ခါရှိတဲ့ပုံစံဖမ်းပြီးနောက်ဆုတ်ပြတယ်ဒီလိုနီလန်းမျိုးကတကယ်ကိုအစင်းမြင့်အဝါရောင်ပန်းပွင့်လေးတွေတုံးနေကြနီလန်းပဲဗျအတိအကျပါပဲဖုတ်မင်ကချက်ချင်းပဲအလုပ်ကိစ္စဆွေးနွေးမဲ့မျက်နှာပေးနဲ့ကြမ်းကျူးကြံကိုလှည့်ကြည့်ကစကားဆိုတယ်ဝင်ကြီးစုဖုန်ညံကပထမဆုံးနေ့မှာတင်အလုပ်မရှိပဲအားနေတယ်ဆိုတာအပြင်လူတွေကြားရင်မကောင်းဘူးလေခုနကဝင်ကြီးချုပ်ကြီးပြောနေတဲ့အရှင်မင်းကြီးရဲ့မွေးနေ့ပွဲကိစ္စကိုကျမကပဲဝင်ကြီးမင်းနဲ့အတူပူးတွဲပြီးကူညီဆောင်ရွက်ပေးပါရစေဒီစကားကနားထောင်ကြတာတော့ဘာမှအဖြစ်ပြောစရာမရှိပါဘူးအပေါ်ရင်ကြည့်ရင်ကျွန်တော်ရဲ့အနာဂတ်အတွက်တွေးပေးနေတယ်လို့မျိုးနဲ့တကယ်တော့ကျွန်တော်ကိုအနာကနေမခွာရမ်းဖိအားပေးနေတာပါကျွန်တော်စိတ်ထဲမှာတော့တက်ပြင်းပဲချမိတော့တယ်တကယ်အစင်းမြင်လာတဲ့လက်ကွက်တွေဆိုတာမင်းအတွက်ပါဆိုတဲ့ခေါင်းစဉ်အောက်မှာပဲလာတက်ကြတာကိုကျန်းကျူးကျန်းကလည်းတကယ်ဧကရီရဲ့အမျိုးသားအတွက်ကိုယ်တိုင်ဆုံးဖြတ်ချက်မချရဲတာမှုကျွန်တော်ရဲ့တည်ငြိမ်နေတဲ့မျက်နှာကိုကြည့်ပြီးတက်ပြင်းချကလက်ခံလိုက်ရပါတော့တယ်ကဲဟုတ်ပြီမင်းပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့ဒီလိုနဲ့ပဲမွေးနေ့ပွဲပြင်ဆင်ရမယ့်အလုပ်ကြမ်းကြီးကကျွန်တော်ခေါင်းပေါ်ကိုဘုံကနေပြုတ်ကျလာခဲ့တယ်ကျွန်တော်လည်းဒီမျိုးသမီးကိုတုတ်ကောက်နေတာလှမ်းရိုက်ပစ်ချင်တော့တယ်ဒါပေမဲ့ဝင်ကြီးဌာနရဲ့ဂုံတိတ်ခါကိုထိရမှာမို့ခေါင်းညစ်ပြီးလက်ခံလိုက်ရတာပေါ့ဝင်ကြီးချုပ်အိမ်တော်ကနေထွက်လာပြီးနောက်ကျွန်တော်တို့၃ယောက်လမ်းမပေါ်လျှောက်လာတဲ့အခြေအနေကတော့တကယ်ကိုထူးဆန်းအံ့ဩဖို့ကောင်းလာပါတယ်ဖုတ်မင်ရဲ့ရေမောတန်တူတူလေးကတော့စီးလဲတန်လေးလိုတာယာနေတာပေါ့ဝင်ကြီးမင်းအရှင်မင်းကြီးရဲ့မွေးနေ့ပွဲအတွက်9ရက်ပဲလိုတော့တာဆိုတော့ကျမတို့လူမရှိတဲ့တိတ်ဆိတ်တဲ့နေရာတစ်ခုခုမှာညဘက်ကျမှတေးသေးချာချာဆွေးနွေးကြရင်မကောင်းဘူးလားရှင်သူစကားပြောနေရင်းနဲ့ပဲသူ့ရဲ့ဓားမြောင်လိုဆူရှာလာတဲ့မျက်လုံးတွေကဘေးနားကအေးဆက်လွန်းလာတဲ့နာလန်ရန်ရန်စီကိုဝေ့ကြည့်လိုက်တယ်ပြီးတော့စိတ်ထဲကနေလေဒီအစီကံမလေးရဲ့ကြင်ကြံမှုကတကယ်ကိုနည်းနည်းလွန်းလာတယ်ငါလက်စွမ်းပြချင်ရင်သူ့ကိုအရင်ဆုံးဖယ်ရှားဖို့နီးလန့်ရှာရမယ်လို့တွေးမိတာပေါ့နာလန်ရန်ရန်ကလည်းလှည့်ကြည့်လိုက်တဲ့အခါမျက်လုံးတွေကအနှစ်တစ်ထောင်ရေခဲပြင်ကြီးလိုအေးဆက်နေတာပြဖုံမင်ကတော့ချိုသားစွာပြုံးပြပြီးအရှုံးမပေးပဲပြန်ဆိုင်ကြည့်တယ်မင်းကလေးတယောက်ရဲ့မျက်လုံးချင်းစုံမိတဲ့အခါလေတူထဲမှာမီးပွင့်မတက်ပြင်းထန်နေပါတော့တယ်ကျွန်တော်ကတော့အလဲကနေလမ်းလျှောက်ရင်းဒါတွေအားလုံးကိုမတိကျင်အောင်ဆောင်ကတုတ်ကောက်လေးကိုပုတ်ပြီးတက်ပြင်းချလိုက်တယ်လောကကြီးမှာဘာပဲဖြစ်ဖြစ်သမင်းစားရတာကအကြီးမားဆုံးပဲပြဘာကိစ္စပဲရှိရှိငါဘိုက်ဝအောင်စားတောက်ပြီးမှပဲပြောကြတာပေါ့ဒါဆိုရင်တော့အတော်ပဲပေါ့ရှင်ကျမကလည်းမျိုးတော်ကိုအခုမှရောက်တာဆိုတော့တဲကိုစရာနေရတော့မရှိသေးပါဘူးဝင်ကြီးမင်းကိုယ်တိုင်ချက်တဲ့ဟင်းလျာတွေကိုမြည်စမ်းခွင့်ရမယ့်ကန်ထူးမျိုးရှိနိုင်မလားရှင်ဖုံမင်ကတော့ကျွန်တော်အနာကနေမခွာရမ်းကတ်နေဖို့ဆုံးဖြတ်ထားတာမို့ချက်ချင်းပဲနူးညံ့တဲ့ပုံစံဖမ်းပြီးကက်ချွဲပါတော့တယ်အဲ့ဒီအချိန်မှာနာလန်ရန်ရန်ကမအောက်နိုင်တော့ပဲပြက်ပြက်တတလန့်អော်တယ်မရဘူးဝင်ကြီးမင်းရဲ့အိမ်မှာဇနီးတီရှိပြီးသားပါကိုတိတ်ခါထိန်ပါကျမကထမင်းတစ်နက်လောက်ပဲလာကစားတာပါတခြားဘာကူမှမရည်ရွယ်ပါဘူးရန်ရန်လေးကအစီကံမလေးဖြစ်ပြီးတော့တော်တော်လေးကိုအခွင့်အရေးယူပြီးဆရာလုပ်တာပဲနော်မသိတဲ့သူဆိုရင်ဝင်ကြီးမင်းရဲ့ဇနီးတဲ့လူတောင်ထင်ရောမယ်ဖုံမင်ကမျက်ဝန်းအစုံကိုလှုပ်ခတ်ပြီးဘာမှမသိတဲ့ပုံစံနဲ့အပြစ်ကင်းစင်စွာပြောလိုက်တယ်ပို့ပြီးတော့ဆိုးဝါးလာတဲ့စကားဝိုင်းကြောင့်ကျွန်တော်ကသူတို့နှစ်ယောက်လမ်းမပေါ်မှာစပင်ဆွဲပြီးရံမဖြစ်ကြစေဖို့အမြန်ဆုံးကြားကနေဆွဲခွာလိုက်ရတယ်ငါကအိမ်တွင်းအောင်ယောက်ျားတစ်ယောက်ပဲပြအိမ်ကကိစ္စအဝဝကိုငါဇနီးတွေကပဲအကုန်လုံးဆုံးဖြတ်တာမင်းလိုက်ချင်ရင်လည်းလိုက်ခဲ့ပေါ့ငါဇနီးကမင်းကိုပေးနေမနေတော့သူ့အလိုတိုင်းပဲဒီစကားကိုကြားတော့ဖုံမင်နေရာမှာတင်ကြောင်အန်းသွားခဲ့ရပြီးသူဘလို့မှမထင်ထားဘူးတိုင်းပြည်မှာအာနာဆက်ပြင်းထန်ပြီးယာရုကြီးလာတဲ့ဝင်ကြီးမင်းရဲ့တကယ်အစ်စ်အမှန်ဘဝကမိမကြွေတာစားနေရတဲ့သူဖြစ်နေလိမ့်မယ်လို့ပေါ့နာလန်ရန်ရန်ကတော့မျက်နှာပြက်ပြက်နဲ့တခုခုပြောချင်ပေမဲ့မပြောဘဲနေလိုက်တယ်ကိစ္စမရှိပါဘူးရန်ရန်ငါတို့သွားကြစို့ကျွန်တော်ကတော့ဂယုမဆိုင်တဲ့ပုံစံနဲ့လက်ခါပြလိုက်တယ်ဒါပေမဲ့စိတ်ထဲကနေလှည့်ကွက်တွေကြံစီနေတဲ့ဖုံမင်ကတော့ရန်ရန်ရဆိုတဲ့နာမည်ကိုကြားလိုက်ရုံနဲ့မျက်လုံးတွေအပြင်းထန်တုန်လှုပ်သွားပြီးရှေ့ကနှိမ့်ချလာတဲ့အစီခံမလေးကိုတိတိကျကျစိုက်ကြည့်ပါတော့တယ်သူကတလောကလုံးကိုတုံ့လှုပ်စေခဲ့တဲ့အေးဆက်လာတဲ့ဓာတ်နတ်သမီးလေးပါလားသူကဘာလို့ဒီမျက်မမြင်စီမှာအစီခံမလေးဖြစ်လာပြီးတာဝန်ထမ်းဆောင်နေရတာလဲတိတ်မကြခင်မှာပဲကျွန်တော်တို့အိမ်ကိုပြန်ရောက်လာခဲ့တဲ့ခြံဝင်းထဲမှာတော့အိမ်အောင်ရှင်မဝစ်စုံလေးကိုဝစ်ဆင်ပြီးချက်ပြုတ်တဲ့အင်ကြီးအကာလေးကိုပတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာမိဖို့ချောင်းထဲကနေအငွေ့တစ်ထောင်ထောင်ထွက်နေတဲ့ဟင်းလျာတွေကိုပကံနဲ့တဲဆောင်လာခဲ့တာကိုတွေ့ရတယ်ပြန်လာတာတော်ပဲလက်ဆေးပြီးထမင်းစားကြစို့မေဒူဆာကကျွန်တော်ကိုနူးညံ့စွာပြုံးပြပေမဲ့သူ့ရဲ့အကြည့်ကတော့ဆွဲဆောင်မှုရှိလာတဲ့ဖုံမင်စီကိုချက်ချင်းကြားရောက်သွားခဲ့တယ်ပြီးတော့မျက်ခုံးလေးတစ်ချက်ပင်ပြီးစစ်ဆေးတဲ့မျက်လုံးတွေနဲ့မေးပါတော့တယ်ဒီတယောက်ကဘာတူလဲငါရဲ့လုတ်ဖို့ကင်ဘက်ပါထမင်းလာကစားတာကျွန်တော်ကဖြစ်တယ်လို့ပဲပြန်ပြေးလိုက်တယ်မေဒူဆာရဲ့မျက်ဝန်းထဲမှာတော့သူများတွေသတိမထားမိနိုင်တဲ့မကျေနပ်မှုအနှဲငယ်ဖြတ်တန်းသွားခဲ့တယ်ဒါပေမဲ့အင်ရှင်မပီပြီးသူကတော့သဘောထားကြီးစွာနဲ့ပဲပြုံးပြလိုက်တာပေါ့ဒါပေမဲ့ဖုံမင်ကတော့အခုချိန်မှာမိုးကြိုးပစ်ခံလိုက်ရတယ်လို့မျိုးအုံနောက်တစ်ခုလုံးပြောင်းဆန်သွားခဲ့ရပြီးခန္ဓာကိုယ်ရဲ့အယိုးထဲအထိစိတ်ဝင်နေတဲ့ညဉ့်ညက်လာတဲ့ဘရင်မတစ်ယောက်ရဲ့အရှိန်အဝါဖိနှိပ်မှုကြောင့်သူ့ရဲ့ခြေထောက်တွေပါပျော့ကွေသွားခဲ့ရတယ်အေးခရီဘရင်မလူတက်ရင်မျက်တောင်တစ်ချက်မခတ်တဲ့မိစ္ဆာကိုင်းကလှုပ်ကြံသမားဟာအခုချိန်မှာတော့ထိုင်မရနဲ့တုံလုံးနေရှာတယ်ဖုံမင်ကပါဇက်ကိုဟာပြီးအော်မီတော့မဲ့အချိန်မှာပဲမေဒူဆာကလက်ညှိုးလေးကိုနှက်ခမ်းပေါ်တင်လိုက်ပြီးသတိပေးတဲ့အကြည့်နဲ့စိုက်ကြည့်လိုက်တယ်ပြီးတော့ဘေးနာကကျွန်တော်ကိုမျက်ရည်ပြတာပေါ့ဖုံမင်လည်းချက်ချင်းသဘောပေါက်သွားပြီးခေါင်းကိုအသေးတန်ကြီးပြကပါဇက်ကိုအမြန်ပိတ်ပြီးစပွဲပေါ်ကဟင်းတွေကိုပဲစိုက်ကြည့်နေတော့တယ်အေဂရီဘရင်မကိုယ်တိုင်ချက်တဲ့ဟင်းကိုစားရမယ်ဆိုတော့တကယ်လို့မနှက်ဖြန်ခေါင်းပြက်ရရင်တော့မှတန်လာပါပြီသူကတော့ဝမ်းသာအားရနဲ့ငါးဟင်းတတုံးကိုညှက်ပြီးပါဇက်ထဲထည့်လိုက်ပါတော့တယ်ခါဆက်ငံကြီးဆိုတဲ့အရာသာလေးမျိုးစလုံးကရှာဖြားပုံမှာတပြိုင်နက်တည်းပောက်ကွဲသွားခဲ့ရပြီးဖုံမင်မျက်စိအောက်မှာမှောက်မိုက်သွားပြီးနေရာမှာတင်ဝေါကနေပြန်အမ်းပြီးတော့မလို့ပြဒါကဘာကြီးလဲဒါကတကယ်ကိုအစိတ်ပဲမဟုတ်ဘူးလားသူကပါဇက်ကိုပိတ်ပြီးဘေးပတ်ဝန်းကျင်ကိုခိုးကြည့်လိုက်တော့ကျွန်တော်နဲ့နာလန်ရန်ရန်ကလည်းလေပင်းကြီးဆန့်ပြီးတော့မျက်နှာအမူအရာမျိုးစုံနဲ့အတင်းမျိုးချနေရတာကိုတွေ့လိုက်ရတယ်။စားလို့မကောင်းဘူးလားဟင်
မေဒူစာကအခြေအနေမကောင်းတာကိုမြင်တော့မျောလင်းချက်အပြည့်နဲ့လှမ်းမိတယ်တကယ်ကိုစားလို့မကောင်းတာပါဗျကျွန်တော်ကတော့အမှန်တိုင်းပဲခေါင်းညှိပြလိုက်တယ်တကယ်ကြီးစားလို့အရန်ကောင်းပါတယ်ရှင်ဖုတ်မင်ကတော့အသက်ရှင်ခြင်းစိတ်အပြင်းထန်ရှိလာတာမို့လက်မှတ်ပါထောင်ပြပြီးချီးကျူးပါတော့တယ်ကျမကတော့စားလို့ရပါတယ်နာလန်ရန်ရန်ကတော့ရေနွေးချမ်းကိုအမြန်တောက်ပလုတ်ခြင်းပြီးစိတ်မပါပဲပြောရှာတဲ့မေဒူစာကခေါင်းညှိလိုက်ပြီးဖုတ်မင်ရဲ့ဆွဲဆောင်မှုရှိလာတဲ့ခန္ဓာကိုယ်ချိုးစားကိုတစ်ချက်ဝေ့ကြည့်ကအဲ့ဒီနောက်ငါးဟင်းပကံလုံးကြီးကိုသူ့ရှိအတင်းတိုးပေးလိုက်ပါတော့တယ်စားလို့ကောင်းရင်လည်းအများကြီးစားပါနော်ဖုတ်မင်ရဲ့အပြုံးကတော့မျက်နှာပေါ်မှာတင်တောင်တင်းသွားခဲ့ရပြီးသူကတော့မျက်လုံးကိုမိတ်မျက်ရည်တွေစီးကြရင်းနဲ့ပဲမိခဲကိုမျိုးချနေရတယ်လို့မျိုးတပကံလုံးကိုအတင်းလွှတ်ပစ်လိုက်ရတဲ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ကွယ်လွန်သူအဖွားကြီးကသူ့ကိုလှမ်းပြီးလက်ရက်ခေါ်နေတယ်လို့မျိုးတော့မြင်နေရရှာတယ်ကြည်စမ်းအလောတကြီးစားလိုက်တာမလောပါနဲ့ဒီမှာဟင်းတွေအများကြီးကြံသေးတယ်မေဒူစာကတော့နက်နဲလာတဲ့အပြုံးနဲ့နောက်ထပ်ဟင်းပကံအချို့ကိုထပ်ပြီးတိုးပေးလိုက်ပြန်တဲ့ဖုတ်မင်ခများပါဇက်ကိုပိတ်ပြီးအော်အန်ဂျင်စိတ်ကိုအတင်းအောင်ထားရရှာတဲ့တတွေးတွေပါထွက်ကြတော့မဲ့အတိုင်းပါပဲကျွန်တော်လည်းတကယ်ကိုကြည့်မကောင်းတော့တာမို့ဟင်းပကံကိုလှမ်းယူပြီးထွက်လိုက်တယ်ငါမင်းအတွက်ပြန်ပြီးပြင်ဆင်ပေးပါမယ်ဒါကကျမပထမဆုံးအကြိမ်ချက်ဖူးတဲ့ထမင်းရင်းမဲလေးအလားအသအဖြစ်မခံနိုင်ဘူးမေဒူစာရဲ့စကလုံးတွေထဲမှာတော့မိမိကိုမသိတာပဲတလောကလုံးကိုအုပ်ချုပ်တဲ့ဘရင်မတယောက်ရဲ့အာဏာစက်တွေပါဝင်နေတယ်ကျွန်တော်ကတော့နူးညံ့စွာပြုံးပြလိုက်ပြီးပြောလိုက်တာပေါ့မိမမင်းပြောတာမှားနေပြီဗျငါကမင်းချက်ထားတဲ့အခြေခံပုံမှာပဲအသေးစိတ်လေးတွေကိုနည်းနည်းပြန်ပြင်ပေးမှာပါဒါကိုဘယ်လိုလုပ်အလားအသဖြစ်တယ်လို့ပြောလို့ရမှာလဲဒါကဘရင်ကြီးကတိုင်းပြည်ရဲ့လှပတဲ့မြေပုံကြီးကိုဆွဲပေးထားပြီးအမတ်တွေကအဲ့ဒီပုံမှာထပ်ပြီးပြုပြင်မှုမှန်ပေးရတယ်လို့မျိုးပေါ့ဗျာဒါကိုအပြန်အလှန်ကူညီကြတယ်လို့ခေါ်တာပါမင်းရဲ့အစပြုပေးမှုမရှိရင်ငါရဲ့ပိုပြီးလှပအောင်ချဲ့တပေးမှုကဘယ်လိုလုပ်ရှိလာနိုင်ပါမလဲခြံဝင်းလေးတစ်ခုလုံးရုတ်တရက်ကြီးတကယ်ကိုတိတ်ဆိတ်သွားခဲ့ရပြီးအီဂရီဘီယမကလည်းစကလုံးတွေစွန့်သွားတယ်လို့အေးဆက်လာတဲ့ဓာတ်နတ်သမီးလေးရဲ့လက်ထဲကတရုတ်တူးချပ်စတစ်တွေပါမြေပြင်ပေါ်ကိုဖုံးကနေပြုတ်ကျသွားခဲ့ရတဲ့ဆွဲဆောင်မှုရှိလာတဲ့လုတ်ကျန်သမားလေးပါမြင့်တက်သွားခဲ့ရတာပေါ့ဒါကတကယ်ကြီးအချစ်ဖွင့်ဟန်နေတာလားဒီလိုအချစ်စကလုံးတွေကတော့ပြားရည်ထက်တောင်ပိုပြီးချိုးမြင်နေပါသေးတယ်ဖုံးမင်ကခိုးပြီးဝေ့ကြည့်လိုက်တဲ့အခါလူတက်ရင်မျက်တောင်တစ်ချက်မခတ်တဲ့အဲ့ဒီအီဂရီဘီယမရဲ့ဖြူစင်လာတဲ့နရွက်လေးတွေဟာတွေးထွက်မတက်ရဲရဲနေနေတာကိုထိတ်လန့်စရာကောင်းလောက်အောင်တွေးလိုက်ရတယ်စကားပြောတာတော်လွန်းလှတယ်တကယ်ကိုတော်လွန်းလှတယ်နာလန်ရန်ရန်ကလည်းအိတ်ကက်ထဲကနေစားအုပ်ငယ်လေးကိုအမြန်ထုတ်ပြီးနှုတ်ကနေတွတ်ရွတ်ဆိုရင်းအီဂရီရဲ့အမျိုးသားချစ်စကလုံးများကဆိုပြီးအသေးအတန်မှတ်တမ်းတင်နေပါတော့တယ်အီဂရီဘီယမရဲ့အသက်ပညာနဲ့စစ်ရေးစွမ်းရည်ကတလောကလုံးမှာနံပါတ်1ဖြစ်နေပါစေဦးဒီလိုမျိုးနူးညံ့လာတဲ့အချစ်မြတ်တရားရှိမှတော့သူဟာအချစ်မိုးမရွာဘူးသေးတဲ့မိန်းကလေးငယ်လေးတစ်ယောက်သာဖြစ်ပါတော့တယ်တိတ်မကြခင်မှာပဲကျွန်တော်ကပြန်ပြီးပြင်ဆင်ချက်ပြုတ်ထားတဲ့ဟင်းလျာတွေကိုတည်ဆောင်ပြီးပြန်ရောက်လာခဲ့တဲ့မေဒူစာကလည်းအသားတုံးကိုချက်ချင်းပဲညှက်ပြီးသူ့ရဲ့လှပလာတဲ့နှက်ခမ်းလေးတွေကိုယဉ်ကျေးစွာနဲ့လှမ်းပြီးမြည်ဆန်းလိုက်ပါတော့တယ်တခါမှမမြည်ဆန်းဘူးတဲ့ထုကဲလာတဲ့အရာသာဟာသူမရဲ့ရှာဖျားပုံမှာပောက်ကွဲသွားပြီးခန္ဓာကိုယ်လေးမတိမတာတုန်ခါသွားရပါတယ်မျက်ဝန်းတွေထဲမှာလည်းမကြုံစဖူးတောက်ပတဲ့အလင်းနှန်းတွေထွက်ပေါ်လာပြီးမင်းပြောတာမှန်တယ်တကယ်အရာသာရှိတာပဲလို့ဆိုကာစမ်းသစ်စွာပြုံးပြရှာပါတယ်ဒါဟာသူမဘရင်မဖြစ်လာကြတဲ့ကပထမဆုံးအကြိမ်ဖြစ်အခုလိုရိုးသားဖြူစင်ပြီးဆွဲမက်ဖွယ်ကောင်းတဲ့အပြုံးမျိုးကိုပြုံးပြတာဖြစ်ပါတယ်ကျွန်တော်ကလည်းပြုံးပြီးဒါဆိုရင်လည်းအများကြီးစားပါဦးဆိုကာသူမရဲ့ခွက်ထဲကိုအသားတုံးထက်ထည့်ပေးလိုက်ပါတယ်အခုချိန်မှာတော့အီဂရီဟာမဟာဝေနိုင်ငံတော်ရဲ့အရှင်သခင်ဆိုတဲ့အရှိန်အဝါမျိုးလုံးဝမရှိတော့ပါဘူးချစ်စရာကောင်းတဲ့သွားဆွဲလေးနှစ်ချောင်းကနေအောင်အောက်မှာတောက်ပနေပြီးရေဝိုင်းနေတဲ့မျက်ဝန်းလေးတွေကမိန်းကလေးငယ်တယောက်ရဲ့ချစ်စနိုးပုံစံမျိုးဖြစ်နေပါတယ်ဒါပေါ့ငါလည်းအဝမစားရသေးဘူးလို့သူမကဆိုပါတယ်ဘေးနာကနာလန်ရန်ရန်ကတော့နှက်ခမ်းလေးစုပြီးကင်ထားတဲ့တရုတ်တူးချပ်ချက်ကိုမလုံးမရှက်ပဲရက်နေမိပါတယ်သူမခမထမင်းကိုစားမဝင်ပဲဘေးနာကလင်မယားနှစ်ယောက်ရဲ့အချစ်အိုင်နေတွေကိုကြည့်ပြီးဗိုက်ပြနေရရှာပါတယ်ကြည့်ရတာအီဂရီကတော့ဒီတစ်ခါတကယ်ပဲသဘောကျသွားပုံပါပဲနာယူဝက်ခန့်ကြပြီးတဲ့နောက်မှာတော့မေဒူစာဟာမခွဲနိုင်မခွာရက်ပဲတောင်လိုပုံနေတဲ့နိုင်ငံတော်ကိစ္စတွေကိုဖြေရှင်းဖို့နန်းတော်ကိုအမြန်ပြန်သွားပါတော့တယ်